Alo Minglava. Chano Nile Male Satin Habare. Jet R in SNEF a chong Nakube Piochin. Tabe met Dine Chilen Council yet two got up hit the Saline Boy Gong Piore Saka. Chimprata Hutpa Tepima Piore Dine Duro Foundation Shaboy Mabo. Jet R A amid tight hope poor at Pan poor at that poor at Pono. So Bima Duro Jet R A doinak sa in so Bima no. Duro a foundation share. Varong kane, varong yum tirkane. Ay maturo tu piore sagaru ya. Shire kaja chano akuaro Jet R A C P A C C A. Ay don't kune toirome. No, tine piora no. Aku ay pian tilare luar ma chom ni ba si tere ti. Possible che abundai ni possible che khau bri mo. Tu piore saga chano akono na thong bita. Soro ne le rong a turo foundation boy rong ale tu piore ha chano tawat ni pa na thong ne. Chano alo na re ching ma. Soro chano a boy kong piore saga atai ne tu piore aya o athi chano a pian bi ma pian pyo bi me. Tua piore aku leshi chimpi ne Chinlen Council yeswe thare upare ga yayi bare not ta kha tong phom hok pa bu re general ha kha ta ting me solution ti upare ro ngaro pya ma tong no bu re ti ha upare ro khamya ro ma tong do bu solution pa philo khamya ro ko ta ya anho ashat phi on upare ro yeswe asoya ro phoi ta le phoi se amalo u le khamya ro a le o malong open phit ne bi khamya ro saka khamya ro a nok le malong she le malongဖြစ်နေပြီအခုခမရတို့ကိုတိုင်ရအမျိုးမျိုးပြောနေပြီလေကျွန်တော်တို့ကမင်းတို့ပြောတာမဟုတ်ဘူးကျွန်တော်တို့ကမလို့ချင်တဲ့ဟာကိုမလို့ချင်ဘူးလို့ပြောတယ်ပြီးတော့နောက်တစ်ခုသူပါပြောလဲဆိုတော့ချင်းလန်ဥပရေဟိုတဲ့နောက်ချင်းပြင်းနဲ့တင်းပြီးတဲ့နောက်ပိုင်းမှာဆိုလို့တခုဟွာလို့ရှင်ချင်းပရန်ဥပရေအစစ်စစ်ကိုပြန်ရေးဆွဲမယ်တဲ့အဲ့ချင်းကျ ZRA လည်းဖြစ်ဖြစ်ချင်းနေတော့အဖွဲလည်းဖြစ်ဖြစ်ခေါ်မယ်တဲ့ဒါပေမဲ့သူတို့ကိုခေါ်ရင်တော့လာမှာမဟုတ်တဲ့ဒီကောင်တို့သူတို့ကစစ်တပ်ကိုကျွန်တော်တို့သိတယ်တဲ့သူတို့စစ်တပ်ကအော်တန်းအရန်ကြတယ်တဲ့ချင်းပြင်းတဲ့ကဲတိုးတက်စေချင်လို့တော်လှန်ရေးလုပ်တာမဟုတ်ဘူးတဲ့ပြီးတော့သူကနောက်ထပ်ပါပြောလဲဆိုတော့ကျွန်တော် CNSN app တွေရပင်ရအရန်ရှိတယ်တဲ့ကပါနဲ့ရင်မောင်တန်းနိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်ကျွန်တော်တို့ကပင်ရရှိတွေလည်းအများကြီးရှိတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာလည်းတိုင်းခေါင်းဆောင်တိုင်းသားခေါင်းဆောင်တွေအားလုံးနဲ့ရင်မောင်တန်းနိုင်တယ်တဲ့ငါတို့ကမူဝါဒရှိပြီးသားဘာညာပေါ့အများကြီးပေါ့အဲ့လိုပြောတယ်ချင်းလင်းကောင်စီလူကြီးတွေကိုနိုင်က ZRA ကိုလည်းခမရတို့အထင်သေးတယ်ချင်းညီနောင်ကိုလည်းအထင်သေးတယ်နောက်ဆုံး तू ကပါပြောလဲဆိုအေးကပါထဲသွားတယ်အေးထဲတော့အချိန်မှာ तू ပဲလို့ပြောလဲဆိုချင်းညီနောင်တို့ ZRA တို့ AA တို့ကဘာဖြစ်လို့ငါတို့ချင်းလင်းကောင်စီကိုတိုက်ခိုက်နေတယ်လေတဲ့သူတို့ကချင်းပြင်းနဲ့တီဆောက်ရေးကိုဖျက်ဆီးတဲ့ကောင်တွေတဲ့အဲ့လိုအထိသူပြောတော့တယ်နောက်ဆုံးအထိနော်ကျွန်တော်ပြောတဲ့စကားကိုမယုံရင်ကျွန်တော်မနေ့ဖြန်ဗီဒီယိုကိုပြန်တင်ပေးမယ်သူပြောတဲ့ဗီဒီယိုကိုကျွန်တော်ချင်းပြင်းနဲ့တောင်ပိုင်းမှာရှိတဲ့လူတွေကတိတ်နားလေတဲ့လူကနေမှာပဲပြီးမှမြောက်ပိုင်းမှာလည်းဟိုဇိုးအခုဇိုးမီဖက်ကတော့တိတ်နားမလဲဖလာမ်ဟာခါကတော့အခုချင်းတီသူတို့နားလေမှာပါဒီနေ့ပြောတဲ့ဟာသူတို့ကိုယ်တိုင်ပဲတင်ထားတာလေဒီလောက်ကျွန်တော်တို့အထင်သေးတာ ZRA ကလည်းမင်းတို့ line တွေနဲ့မြေမှာလာမတိုက်ဘူးချင်းညင်တော်ကလည်းလာပြီးမှမင်းတို့ line နဲ့မြေမှာလာဘာမှမလာမလုပ်ဘူးချင်းညင်တော်ကခမရတို့တိုက်တော့မတိုက်ဘူး ZRA ကိုလည်းခမရတို့တွားတိုက်နေတာစစ်ကောင်စီနဲ့ပူးပေါင်းနေဆိုတဲ့အကြောင်းပြချက်နဲ့အရင်တော့က ZRA ကလည်းတစ်ဖက်PDF ဂျိုလန်စခန်းတွေလည်းတိုက်ပေးတယ်အဲ့လိုမျိုးတွေဖြစ်ခဲ့ဘူးတယ် ZRA လည်းအမားတွေလို့ကျူးလွန်နေတာရှိတယ်ဒါပေမဲ့အခုဖြစ်တဲ့အားကချင်းနေတော့ပါအမျိုးမျိုးထည့်ပြန်တယ် ZRA နဲ့ဖြစ်တဲ့နေရာမှာအခုကျွန်တော်တို့တောင်ပိုင်းသားတွေကျွန်တော်ဦးလေးရဲ့သားဆိုလို့ရှိရင်တော့အတက်ကငယ်ငယ်လေးပဲအဲ့ဒါ ZRA နဲ့တိုက်ပွဲမှာဆုံးသွားတာကျွန်တော်စိတ်မကောင်းဘူးพี่มาကျွန်တော်မတူပီလီဆန်းမတူပီမြို့နယ်ဒိုင်ဒေတာလီဆန်းတောင်တန်းဒေတာမှာလဲလီဆန်းတောင်ကျော်အောက်မှာလဲခမရတို့ကလူငယ်တွေလက်မှတ်ထိုးခိုင်းတယ်အသက်မပြီးသေးတဲ့လူတွေလဲ
ခေါ်ဆောင်သွားတာအများကြီးကျွန်တော်တို့သိတယ်မပြောတာတခုပဲရှိတယ်သူတို့အဖေမေကအစကိုနဲ့ရင်းနှီးတဲ့လူတွေပဲသိတယ်မင်းတို့ချင်းလန်းကောင်စီကလေတာအတကြီးတယ်လောဘကြီးတယ်လင်ညာတတ်တယ်အပြောအဆိုတော့ခမရတို့ပိုင်တယ်ခမရတို့ရက်အာရင်းနေမီတွားဆရာမလို့ဘူးဘယ်နေရာမှာမတွားဆရာမလို့ဘူးစစ်ဖက်ကိုစစ်တိုက်ဆရာမလို့ဘူးခမရတို့အခုစစ်တိုက်မှာကဟာခါနဲ့ထန်တလာကိုအထူးခယူဆိုင်ပါမင်းတို့ရက်အာရမင်းတို့မအေးမလို့ဘူး CP ကလည်းမင်းတို့မအေးမလို့ဘူးကွာကဲမင်းတို့ကလည်း CP ဖက်ကနေမြေကိုမတွားနဲ့ကိုခယူဆိုင်မဲ့အရာကိုလို့မဲ့ဟာကိုလို့ကိုနေရအမှန်ကိုတိခမရတို့လို့တမကလွဲအချော်တွေကြီးကိုလူမျိုးအချင်းချင်းကနောက်မှပြဿနာဖြစ်ကွာအခုချိန်မှာမင်းတို့ပြဿနာဖြစ်မဲ့ဟာကစစ်ကောင်စီနဲ့ကွာငါတို့ရစစ်ကောင်စီနိုင်အောင်တိုက်မဲ့ငါတို့ချင်းလူမျိုးအချင်းချင်းကတင်တဲ့အတုံးမပြူဘဲနဲ့အခုချိန်မှာငါတို့ပြဿနာမဖြစ်အောင်ရှောင်တင်ရှောင်ရမလေအချင်းချင်းနောက်မှငါတို့စပွဲဝိုင်းပေါ်နဲ့အဖြေရှာမလေချင်းလန်းကောင်စီလူကြီးတို့ရလေပေါက်ပန်းလေးဆယ်စကားပဲပြောတယ်ခင်ဗျာတို့ကလူကြီးတွေဒါဖြစ်တယ်ဘယ်လိုလုပ်ခင်ဗျားတို့လူကြီးဖြစ်လာတယ်လဲမရှက်ကြဘူးလားဘိုးကုန်းဆိုရင်လေမင်းမရာလူမျိုးကတော့မင်းကိုစောက်ခယူမဆိုင်တော့ဘူးနောက်မှမင်းမရာနေမှာခင်ဗျားပြန်သွားနိုင်ဖို့တော့မလွယ်တာမဟုတ်တော့ဘူးဘိုးကုန်းမင်းစကားပေါက်ပန်းလေးဆယ်မပြောနဲ့လူကြီးတယောက်ဖြစ်မီဒီယာပေါ်မှာလည်းတိတ်ပြမစကားမပြောနဲ့သူများမေးတိုင်းလည်းတော့ချုံမပြောနဲ့ခမရောက်ဘယ်သူမှထင်ကြီးတာမဟုတ်ဘူးခမရပြောတမရတို့ရလေမစင်စားပဲနဲ့ပြောနေတယ်ကျွန်တော်တို့တာမန်လူထက်ဆိုးတယ်ခမရကလူကြီးဒီလိုလူမျိုးတွေကြောင့်ချင်းပြင်းနေပြစီနေတာချင်းညီနောင်တို့ရလို့မင်းတို့ပစကထွက်တဲ့စကားလို့မဝေဖန်ဘူးမင်းတို့ကိုတိုင်က NCA စာချုပ်ဆိုပြီးမှနေလာတဲ့လူတွေဒေါက်တာဆလိုင်းလေမိုးက NCA စာချုပ်အပိုင်တဲ့ရေးထားတယ်ကျွန်တော်စီမစာအုပ်တွေရှိတယ်ကျွန်တော်အဲ့ဒါဖတ်လို့ဖို့ပြင်းလို့သူများပဲလက်ဆောင်နဲ့ပြန်ပေးလိုက်တယ်ကိုကတော့လေးစားတယ်ဆိုပြီးပိုက်ဆံနဲ့ဝေလိုက်တာရတာအဲ့စာအုပ်နဲ့အုပ်တွေကိုကနောက်ဆုံးကြတော့စစ်ဒီလိုမျိုးဖြစ်လာတော့အဲ့စာအုပ်ကိုဖျဲပြီးမှမီးရှို့တာမကောင်းလို့သူများလက်ဆောင်နဲ့ပေးတာလူတွေနားလဲအောင်ဆိုပြီးမှနောက်တစ်ခု2010ဦးဟုံငိုင်းလက်ထက်မှာခမရတို့ NCA မထိုးခင်မှာချင်းပြည်နယ်အစိုးရနဲ့ CNA တပေါ်တူနီချက်အချက်တွေကိုပြည်သူလူထုတွေကငါတို့ကမပြောတာပဲရှိတယ်မင်းတို့တပေါ်တူနီချက်တွေအခုချိန်ထိရှင်တန်နေတော့မယ်အဲ့ဒီတပေါ်တူနီချက်တွေနဲ့ပဲခမရတို့ကကိုဟာနဲ့ကိုချင်းအမျိုးသားတမတော်ဆိုတဲ့အမီနာမကိုခမရတို့ခံနေတာမရှက်ကြဘူးလားမင်းတို့ CNA app တွေကပြောင်းလင်းပြောင်းစားတခိုးကြပိုးတွေနော် ZRA နဲ့ခမရတို့ဘာပြဿနာတော့ဖြစ်เสียမလို့ ZRA တွန်းစားနေမီမှာရှင်းရှိကွာခမရမတော်နဲ့ဘာမှပြဿနာမဖြစ်ဘူးတနေ့ကျွန်တော်တို့စပွဲဝိုင်းပေါ်နဲ့အဖြေရှာလို့ရတယ်အရာကိုလူမျိုးချင်းZRA စစ်ကောင်စီနဲ့ပူးပေါင်းနေပါတယ်ဆိုပြီးမှခမရတို့ပစတ်နဲ့ပြောတယ်ဒါမဲ့ ZRA နဲ့စစ်ကောင်စီနဲ့ agreement တခုလုပ်တာစာချုပ်စာတမ်းလုပ်ပြီးမှတပေါ်တူညီချက်ဆိုတဲ့အတက်တရထောက်ထားပါမခိုင်လုံးမပြနိုင်ဘူးဆွဲယုံတက်ပဲကဲလို့ဆွဲချင်းဆိုခမရတို့ဆိုလို့ရှိရင်စစ်ကောင်စီနဲ့အတူတူလက်မထိုးလာတဲ့အဖွဲ့အစည်းအခုချိန်ထိခမရတို့ရဲ့အနေအထိုင်အတော်အလားနေထိုင်ပုံအကုန်လုံးအတိအကျထင်ရှားနေတာပဲတခုပြောရင်ချင်းညီနောင်ကိုထဲပြီးမှချင်းညီနောင်တို့အေတို့ထဲတာအေလည်းမင်းတို့မတိုက်ဘူးချင်းညီနောင်လည်းမင်းတို့မတိုက်ဘူးအမလေးချင်းညီနောင်နဲ့အေနဲ့ ZRA နဲ့ပေါင်းပြီးမှတိုက်မယ်ဆိုလို့ရှိရင်မင်းတို့ဖိန်ချမဲ့နေရတော့မရှိဘူးထိုင်မဲ့နေရတော့ရှိမှာမဟုတ်ဘူးအဲ့ဒါမင်းတို့မြဲမှထားမင်းတို့ရမ်းမရှာနဲ့ကိုချင်းလူမျိုးတွေးမြေကြဖို့အတွက်ပဲခမရတို့ဦးတည်တဲ့စကားတွေလုံးဝမပြောနဲ့ခမရတို့လူကြီးဖြစ်ပြီးမှနော်ခွေးလို့ပစက်ရှိတိုင်းမဟောင်ကြနဲ့မင်းတို့တာမန်လူမဟုတ်ဘူး
ကြက်တရီထားကြ